မင်္ဂလာပါဒီအခြေခံသင်ခန်းစာလေးတွေအတွက်ပထမဆုံးစသုံးမဲ့သူတွေအတွက်တိုက်ပင်ကိုစနစ်တကျရိုက်ဖို့အတွက်ပေါ့နော်တိုက်ပင်ရိုက်နည်းလေးကိုပြပြသွားပါမယ်အဲ့လိုဆိုတော့ပထမဆုံး keyboard ပေါ်မှာလက်ကိုထားတဲ့အခါဆိုတော့ ASDF ပေါ့နော်ဒီဘက်က JKL semicolon အဲ့လိုထားဒီ F ရဲ့ J ရဲ့ဘယ် keyboard မှာမဆိုပေါ့နော် F ရဲ့ J ရဲ့မှာဟိုနည်းနည်းလေးပို့ပြီးထူးခြားတဲ့ tick လေးပဲဖြစ်ဖြစ်မျိုးနည်းနည်းလေးအဲ့လိုမျိုး tick လေးထည့်ပေးထားရပေါ့နော်အဲ့ဆိုတော့အဲ့ဒီဟာလေးကဒါကို keyboard ကိုကြည့်ပြီးတော့မရိုက် keyboard ကိုမကြည့်နေတောင်မှမှန်းပြီးလက်နေရာချလိုက်လို့ရှိရင်အဲ့ tick လေးရှိရဆိုလို့ရှိရင်ဒါ F နဲ့ J ပေါ့နော်ဆိုတော့အဲ့စလုံးလေးရှိရနေရပါအဲ့ဆိုနောက်ထပ်အဲ့လိုမျိုး ASDF JKL semicolon ဆိုတော့အဓိက F ရဲ့ J ရဲ့ပေါ့နော်အဲ့ဒါ main key နေရာလေး ASDF JKL semicolon ပြီးရင်လက်မနှစ်ခုကိုကြတော့ဒီ space bar လေးပေါ်မှာပဲတင်ထားရမယ်ဟို lesson တွေတဖြည်းဖြည်းတိုးလာလို့ဟိုစာဒီအပေါ်အောက်ဘားတဲ့စာလေးတွေပါလာရင်တောင်မှဒီလက်မနဲ့လှမ်းရိုက်တာမျိုးမလုပ်ရဘူးပေါ့နော်ဆိုတော့လက်မ space bar တည်တဲ့အတွက်ပဲသုံးရမယ်ဒီခု main key ထားတဲ့ ASDF ဒီဘက်က JKL semicolon ဆိုတော့အဲ့ပေါ်မှာလက်လေးချောင်းဒီဘက်လက်ချောင်းလေးဒီဘက်လက်ချောင်းလေးတင်ထားပြီးပြီး space bar ပေါ်မှာじゃလက်မပဲထားမယ်အဲကျန်တဲ့အပေါ်ဘက်တန်းနဲ့အောက်ဒီအောက်တန်းမှာရှိတဲ့စလုံးလေးတွေရိုက်ဖို့လိုလာပြီဆိုရင်ဒီလက်ချောင်းလေးတွေကပဲအဆင်ပြေတဲ့လက်ချောင်းလေးကလှမ်းရိုက်တာမျိုးလုပ်သွားမယ်ပေါ့နော်ဟုတ်အဲဆို A main key ASDF JKL semicolon လက်မ space bar နေရာမှာထားပြီးတော့ဒီ lesson ပေါ့နော် lesson typing ကသင်ခန်းစာလေးတွေပေးထားတဲ့စာလေးတွေစရိုက်လို့ရပြီပေါ့နော်အဲဆိုဖြတ်တာကတော့ back space နဲ့ဖြတ်တာပဲဒါပေမဲ့ typing ရိုက်ပြီးတော့ typing လေ့ကျင့်နေတာဖြစ်တဲ့အတွက်ဘယ်လက်ချောင်းလေးတွေမှာဘယ်စာလုံးလေးတွေရှိနေလဲဆိုတာကိုရိုင်းရင်းနဲ့မှတ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့စာလုံးတွေမှားရမိတဲ့အခါမှာမဖြတ်ဘဲဒီတိုင်းထားခဲ့မယ်ဒီ back space သုံးမဖြတ်ဘူးပေါ့နော်အဓိကဖြတ်တာကအဓိကအရေးမကြီးသေးဘူးဒါ back space ဖြတ်လို့ရတယ်ဆိုတာသိရင်ရနောက်ပိုင်းtype ရိုက်တဲ့အခါမှာပဲဖြတ်မယ်ပေါ့နော် typing ကျင့်နေတဲ့အချိန်မှာတော့ back space ကိုမသုံးပါဘူးမှားသွားတဲ့စာလုံးဒီတိုင်းပဲထားခဲ့ပြီးတော့မှရိုက်ရမယ့်စာလုံးဆက်ရိုက်သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာ first typing type faster ဆိုတဲ့ typing လေးကိုအစာပြီးနမူနာလေးပြပါမယ်အဲ့ဆို lesson 1ကနေရိုက်ဒီ lesson ဒီ typing မှာဆိုလို့ရှိရင်ဒီ14ထိရိုက်ရမယ်ပေါ့နော်ဒါဆိုရင်တော့ A ကနေ Z ထိအားလုံးပါသွားမယ်အဲ့ဆို lesson တစ်ခုစပြီး1ဆိုစလိုက်ရင်သူက main key နေရာ ASDF ဒီဘက်က JKL semicolon ဒီလိုလေးထားပြီးသွားရင်ဆိုတော့လက် keyboard ပေါ်မှာလက်ကိုမှန်အောင်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ်မှာတွေ့နေရတဲ့ဒီစာတန်းကိုရိုက်ရမှာပေါ့နော်အောက်ဘက်ကရိုက်ရမယ့်စာလုံးတဲ့မှာမြင်းချောင်းလေးတားပေးထားတယ်ဒီစာလုံးရိုက်ရမယ်အဲ့တော့ဒီစာလုံးကဘာမှရှိနေလဲဆိုတော့မသိသေးရင်ဟိုဒီဘက်မှာဒီ screen ပေါ်မှာရှိတဲ့ key screen ပေါ်မှာရှိရပေးထားတဲ့ဒီပေါ်မှာပဲကြည့်မယ်ပေါ့နော်ဆိုတော့အောက်က keyboard ကိုလက်တင်ထားတဲ့ keyboard ပုံလှမ်းမကြည့်ရဘူးငုံမကြည့်ပေါ့နော် keyboard ပုံငုံမကြည့်ဘူးဒီ screen ပေါ်မှာတွေ့နေတဲ့ keyboard ကစာလုံးကိုပဲကြည့်မယ်ကိုရရမယ့်စာလုံးက F ဖြစ်တယ်ဘယ်နားမှာရှိနေလဲမသိသေးရင်ဒီမှာကြည့်အဲဆို ASDF ဆိုရင်လက်ညှိုးဖြစ်တဲ့အတွက်လက်ညှိုးနှိပ်လိုက်မယ်တကယ် space bar ဆိုလို့ရှိရင်လက်မလေးတစ်ချက်နှိပ်လိုက်မယ်နောက်ထပ် J ဆိုရင်ဘယ်မှာရှိလဲမသိသေးရင်ဒီမှာကြည့်တကယ်လို့ကိုကသိနေပြီဆိုလို့ရှိရင်တော့အပေါ်ကဒီစာတန်းလေးကိုပဲကြည့်ပြီးစက်ထိုက်ရိုက်သွားရနေပေါ့နော်အဲတခုခုမှားရိုက်လိုက်မိရဲဆိုရင်ဒီစာလုံးကိုမဖြတ်သေးဘူးဒီမှားသွားတဲ့အလုံးထားခဲ့မယ်သူနဲ့တဲ့မှာမြင်းပေးထားတဲ့စာလုံးကိုပဲရိုက်မယ်ဒီလိုမျိုးလေးရိုက်တာပေါ့နော်အစပိုင်းမှာ typing ကျင့်တဲ့သူတွေအနေနဲ့မှားသွားတဲ့စာလုံးတွေထားခဲ့မယ် back space နဲ့ဖြတ်တာမျိုးတွေမလုပ်သေးဘူးဒီလိုပဲရိုက်ရင်းနဲ့ lesson တစ်ခုတိုးလာတိုင်းစာလုံးတွေတိုးပြီးပါလာမှာဖြစ်တဲ့အတွက်ရိုက်ရင်းနဲ့ဘယ်လက်ချောင်းလေးတွေမှာဘယ်စာလုံးလေးတွေရှိနေလဲဆိုတာရိုက်ရင်းနဲ့မှတ်သွားရမယ်14ခုထိပြီးသွားတဲ့အခါ A ကနေ Z ထိအားလုံးပါသွားမယ်ပေါ့နော်အရင်ဆုံးတော့မြန်ခြင်းနဲ့စိတ်လေးရှိမယ်ဆိုရင်တော့မြန်အောင်အရင်အာရုံထားပါနဲ့နော်ဆိုတော့ typing ကရိုက်ရင်းနဲ့ကိုယ့်ရဲ့လက်ကွက်အနေထားကိုမှန်အောင်ကျင့်မှန်အောင်ပဲမှန်အောင်နဲ့လက်ကွက်အနေထားနဲ့စလုံးလေးပဲနားရှိတယ်ဆိုတာလေးကိုသိပြီးမှန်လေးရိုက်သွားရင်ရပါပြီဆိုတော့ဒါလက်ကွက်ကိုယ့်ရဲ့အနေထားမှန်တယ်ဆိုလို့ရှိရင်ဒါရိုက်ရင်းနဲ့သူ့လိုမြန်လာပါလိမ့်မယ်ပေါ့နော်အဲ့လိုဆိုတော့ဒီသင်ခန်းစာလေးမှာတော့ဒါက
စပြီးလေ့ကျင့်တဲ့သူတွေအတွက်တိုင်ပင်ကအရေးကြီးပါတယ်ဆိုတော့တိုင်ပင်လက်ကွက်အနေထားလေးတွေမှားပြီးတော့မှကိုကလေ့ကျင့်ခဲ့တယ်ဆိုရင်တကယ်နောက်ပိုင်းကျတော့ပြန်ပြင်လို့အဆင်မပြေတော့ဘူးပေါ့နော်အဲ့ဒါကအကျင့်တစ်ခုလိုဖြစ်သွားတာမျိုးပြီးရင် keyboard ကိုငုံကြည့်ရမျိုးပေါ့နော်ဆိုတော့အဲ့ဒါလည်းနောက်ပိုင်းတကယ်ကျွမ်းကျင်သွားရင်တောင်မှဘယ်စလုံးဘယ်နားမှာရှိလဲသိနေတောင်မှ keyboard ကိုကြည့်ပြီးရိုက်လိုက်မှအဆင်ပြေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်နောက်ပိုင်းကျရင်တကယ်မြန်သိသလောက်စာရိုက်တာကမြန်မဲနဲ့ဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီတိုင်ပင်ရိုက်တာလေးကအရေးကြီးပါတယ်ဆိုလက်အနေထားမှန်နေဆိုလို့ရှိရင်သူ့လိုရိုက်ရင်နဲ့မှမြန်လာပါလိမ့်မယ်ပေါ့နော်အဲဆိုတော့ဒါလေးကတော့အရေးကြီးပါတယ်ဒီဟာလေးကိုတည်တည်ချာချာလေးလိုက်နာစေချင်ပါတယ်အစာပိုင်းမှာကိုကမြန်ကျင်စောနဲ့ဒီဟာလေးကိုဒီ lesson တွေကိုတစ်ခုပြီးရောဒီလိုမျိုးစိတ်နဲ့ရိုက်တာမျိုးမဟုတ်ပဲနဲ့ဘယ်လက်ချောင်းလေးမှာဘယ်စလုံးတွေရှိနေလဲဆိုတာမှတ်ရင်းနဲ့မှလက်အနေထားကိုဒီတိုင်းပဲ ASTFGK semicolon ပေါ်မှာတင်ထားပြီးတော့မှကိုရိုက်ဖို့လိုတဲ့လက်ချောင်းလေးပဲရိုက်သွားပြီးတော့ကျန်တဲ့လက်ချောင်းလေးတွေကိုသူ့ကီးနဲ့သူပဲထားပြီးတော့မှရိုက်သွားမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီမှာတော့တိုင်ပင်အကြောင်းလေးတိုင်ပင်ရိုက်ဖို့အတွက်ပုံစံအနေထားလေးပြပြသွားတာဖြစ်ပါတယ်အဲ့ဆိုနောက်ထပ်သင်ခန်းစာတွေမှာတော့သင်ခန်းစာစပြီးတော့နောက်ထပ်သင်ခန်းစာတွေမှာလည်းဆက်ပြီးလေ့လာကြအောင်ပါเนาะ